စိုက်ပျိုးရေးမွေးမြူရေးဆယ်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်မူပင်ဖွင့်ပွဲခမ်းနားကိုနိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းကအဆိုပါတက္ကသိုလ်မှာစေကားတိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍလိုက်ပညာရှင်များမွေးထုတ်ပေးနိုင်ရန်နဲ့စိုက်ပျိုးရေးမွေးမြူရေးထုတ်ကုန်များပုံမထုတ်လုပ်နိုင်ရန်အတွက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။သတင်းအပြည့်စုံကိုတော့ပသိမ်သတင်းဌာနခွဲမှအခုလိုပဲပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်မူပင်ကိုနိုဝင်ဘာလ23ရက်နေ့မှာခမ်းနားထက်ဝါစွာဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံဟာစိုက်ပျိုးရေးမွေးမြူရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက်စိုက်ပျိုးရေးနဲ့မွေးမြူရေးဘွဲ့ရပညာရှင်များမွေးထုတ်ပေးနိုင်ရန်အတွက်ရည်ရွယ်ပြီးအောင်မြန်မာပြည်စိုက်ပျိုးရေးနဲ့မွေးမြူရေးမူပင်တက္ကသိုလ်ကိုဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။လူသားအရင်းအမြစ်ပညာရှင်များထွက်ပေါ်လာပါကတောင်သူပညာပေးလုပ်ငန်းများပုံမဆောင်ရွက်လာနိုင်ပြီးထုတ်ကုန်များကိုလည်းပုံမတိုးတက်ထုတ်လုပ်လာနိုင်မှာဖြစ်ပါတယ်။ဒီနိုင်ငံတော်အစိုးရကနေပြီးတော့ပေါ့နော်ဒီမြန်မာတနိုင်ငံလုံးမှာစိုက်ပျိုးရေးနဲ့မွေးမြူရေးဘွဲ့ရပညာရှင်တွေကတနိုင်ငံလုံးမှာအများကြီးလိုအပ်နေတယ်မြန်မာနိုင်ငံလည်းဒီစိုက်ပျိုးရေးကိုအခြေပြုတဲ့စီးပွားရေးနိုင်ငံဖြစ်တဲ့အခါကျတော့ဒီရှင်မှာတော့အောင်မြန်မာပြည်မှာစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်တစ်ခုအထက်မြန်မာပြည်မှာစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်တစ်ခုနောက်တစ်ခါကျွန်တော်တို့အခုစိုက်သိပ္ပံတွေရှိတယ်စိုက်သိပ္ပံတွေကကျွန်တော်တို့ပြည်နယ်တိုင်း15ခုမှာ15ကျောင်းရှိတယ်အဲ့ဒီကျောင်းတွေကလည်းတင့်တော်တဲ့ကျောင်းတွေကိုစိုက်ပျိုးရေးကောလိပ်တွေဖြစ်ဆင့်မြင့်တင်သွားဖို့ရှိပါတယ်အဲ့ဒီထဲကနေမှပထမဆုံးအနေနဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်ဒီမအူပင်ကိုအောင်မြန်မာပြည်အတွက်စတင်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ရင်ကတော့ရေစင်းစိုက်ပျိုးရေးတက္ကသိုလ်ဆိုတာရှိတယ်။နောက်တစ်ခါမွေးမြူရေးဆိုင်ရာစေတက္ကသိုလ်ဆိုတာရှိတယ်။နေပြီးတော့ရေစင်းမှာရှိတယ်။ဒါပေမဲ့ဒါကတော့ဒီအောင်မြန်မာပြည်အတွက်တကယ့်ကိုထူးခြားကောင်းမွန်တဲ့ဒါနိုင်ငံတော်ရဲ့စေတနာပေါ့နော်။ဒါအစိုးရရဲ့စေတနာပြည်သူတွေအတွက်အများကြီးအကျိုးကျေးဇူးရှိမဲ့တက္ကသိုလ်ကြီးတခုကိုကျွန်တော်ဒီအောင်မြန်မာပြည်မှာစတင်ပြီးဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်ဒီနေ့။ AR တိုင်းဒေသကြီးကတော့တကယ်ကြမ်းပြောရလို့ရှိရင်မြန်မာနိုင်ငံရဲ့စံအိုးကြီးလို့လည်းပြောခဲ့တယ်။ဝမ်းစာအိုးကြီးဖြစ်တယ်။တနိုင်ငံလုံးရဲ့လိုအပ်ချက်တွေကို40-50ရာခိုင်နှုန်းလောက်ထိသူကဖြည့်ဆွမ်းပေးနေတယ်။သူကစိုက်ပျိုးရေးရဖွံ့ဖြိုးပြီးသားနယ်မြေဖြစ်တယ်။အဲ့လိုနယ်မြေမျိုးမှာစိုက်ပျိုးရေးပညာရှင်တွေနောက်တစ်ခါမွေးမြူပညာရှင်တွေမွေးထုတ်ပေးလိုက်လို့ရှိရင်ဒီမှာရှိနေတဲ့လိုအပ်နေတဲ့လူသားအရင်းမြစ်ပေါ့။သူတို့ကနေပြီးတော့ဒီတောင်သူအကျိုးပြုပညာပေးလုပ်ငန်းတွေအဲ့ဒီကနေမှတောင်သူတွေကဒီနည်းပညာတွေကိုရလာမယ်နည်းပညာတွေရလာရင်ပို့ပြီးတော့သူတို့ရဲ့ထုတ်လုပ်နိုင်စွမ်းအားတွေမြင့်လာမှာပေါ့။ဘာတရားကတော့ကျွန်တော်တို့စိုက်ပျိုးရေးမေဂျာမှာကျတော့ဘာတရားပေါင်း73ခုရှိပါတယ်။မွေးမြူရေးဘာသာရပ်မှာဆိုရင်ဘာသာရပ်ပေါင်း12ခုရှိပါတယ်အဲ့တော့ကျွန်တော်တို့မှာဘာသာရပ်ပေါင်း25ခုရှိပါတယ်အဲ့ဒါ25ခုကိုကျွန်တော်တို့က၄နှစ်သင်ကြားပို့ချသွားမှာဖြစ်ပါတယ်ဒီကျောင်းသားကျောင်းသူတွေက၄နှစ်ပြီးတာနဲ့ Bachelor of Animal Science ပေါ့စိုက်ပျိုးရေးသမားတွေအတွက်ကကျတော့ Bachelor of Agriculture Science ပေါ့အဲ့ဒီဘွဲ့တွေရရှိမှာဖြစ်ပါတယ်ဗျာဆိုလျှောက်တဲ့လူတွေကများတယ်သို့တော်လည်းပဲလျှောက်တဲ့လူများတော့လည်းပဲကျွန်တော်တို့ကအဆောင်ကန့်သက်ချက်တွေရှိတဲ့အခါကျတော့ဒီနှစ်မှာကျွန်တော်တို့ကဒီကျောင်းသားကျောင်းသူ100စီပေါ့စိုက်ပျိုးရေး100မွေးမြူရေး100ပဲကျွန်တော်တို့ကလက်ခံနိုင်ပါတယ်တည်တယ်ဒုတိယနှစ်မှာ200စီလက်ခံပါမယ်တတိယနှစ်ကစပြီးလာမယ့်နှစ်တိုင်းမှာ300ဒီနှစ်ပထမနှစ်နဲ့ဒုတိယနှစ်မှာတော့ကျွန်တော်တို့မှာရှိနေတဲ့ထားနိုင်တဲ့အဆောင်က2ဆောင်3ဆောင်လောက်ပဲရှိတဲ့အခါကျတော့အဲ့ဒီအတွက်ကျွန်တော်တို့ကကန့်သက်ထားတာဖြစ်ပါတယ်စိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်မှာစိုက်ပျိုးရေးမေဂျာအနေနဲ့ဘာသာရပ်73ခုမွေးမြူရေးမေဂျာအနေနဲ့ဘာသာရပ်12ခုကို၄နှစ်တာသင်ကြားပို့ချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အဓိကကတော့မြန်မာနိုင်ငံမှာရေစင်းတစ်ချောင်းနဲ့ပဲရှိနေတာပေါ့နော်မွေးမြူရေးနဲ့ပတ်သက်လို့ဒါကြောင့်မလို့မြန်မာနိုင်ငံလုံးမှာမွေးမြူရေးပညာတွေဖွံ့ဖြိုးတိုးတက်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျောင်းလေးအခွဲတွေကိုအသစ်ထပ်ဖွင့်တာဖြစ်ပါတယ်။ဒါကတော့ကျောင်းမှာလည်းဒါထူးထူးခြားခြားပထမဦးဆုံးအကြိမ်စိုက်ပျိုးရေးနဲ့မွေးမြူရေးနဲ့ပေါင်းစည်းပြီးတော့မှတက္ကသိုလ်တစ်ခုအနေနဲ့မွေးမြူရေးပညာတွေကလည်းတအားနဲ့ဖွံ့ဖြိုးတိုးတက်အောင်ပညာရပ်ကိုဖြန့်ဝေဖို့ရအတွက်ဒီကျောင်းကြီးကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။အဓိကဒီမွေးမြူရေးကိုစိတ်ဝင်စားလို့အပြင်မှာတကယ်ကိုအလုပ်လုပ်နေတဲ့သူတွေအားလုံးရဲ့မိသားစုဝင်တွေတကယ်ကိုတက်ကြွနဲ့လာရောက်ပြီးအနှံ့ကြပါတယ်။အပြင်မှာတကယ်မွေးမြူရေးလုပ်ပြီးတော့နိုင်ငံတော်အတွက်လည်းတကယ်ကိုသားငါခန္ဓာမှာတက်ကြွနဲ့အောင်မြင်ဖြစ်ထွန်းအောင်လုပ်နိုင်တဲ့သူတွေတော်တော်များများတော့ဒီပညာကိုတကယ်ကိုတန်ဖိုးထားကြတယ်။ဒါကြောင့်မလို့လက်အပ်တဲ့သူတွေအများကြီးပါပဲ။နိုင်ငံတော်ကြီးမှာဒီလိုမျိုးကျောင်းတစ်ကျောင်းကြီးကိုဖွင့်ပေးလိုက်တဲ့အခါမှာအရန်ကိုဒါလိုအပ်ချက်တွေနဲ့ပြည့်စုံတယ်ဆိုတာကိုယင်ထဲကနေခန်းစားမိပါတယ်။နိုင်ငံတော်အကျိုးကိုတည်ဖို့ရဆောင်နိုင်ကြမှာဖြစ်ပါတယ်လို့ယုံကြည်မိပါတယ်။အောင်မြန်မာပြည်မှာလည်းဖြစ်တယ်ညီမတို့ဒီဘက် AR တိုင်းရကြတော့လဲစိုက်ပျိုးရေးနဲ့ပဲအသမွေးကြတာဆိုတော့ဒီဟာပဲကိုယ့်ရဲ့အခွင့်အလမ်းပုံများမလားဆိုပြီးတော့အားကြောင့်မလို့လာလျှောက်ဖြစ်တာပါမှဒီကစိုက်ပျိုးနဲ့မွေးမြူပညာရှင်တွေမွေးထုတ်ပေးတာဖြစ်တဲ့အတွက်ပေါ့နော်ပညာရှင်အဆင့်ထိလောက်ဆက်သွားဖို့တော့မျှော်လင့်ချက်ရှိပါတယ်ပေါ့လို့တိပြလို့ဆိုရင်ညီမတို့ရဲ့ပုဂ္ဂလိကပေါ့နော်အဲ့လိုမျိုးထွေရုံမှာထွေကဦးစီးရမျိုးခေါ်တွေ့ရပေါ့ဒီကနေပြီးတော့ဒီထိုင်သွေးတက္ကသိုလ်သူတို့လျှောက်ပေးမယ်ဆိုတာအဲ့ထွေရုံကနေပြီးတော့အဆက်အသွယ်နဲ့သိရတာပါမှလည်းလုံးမစံတဲ့ခွင့်ရမှာများစွာဂုဏ်ယူမိပါတယ်ပေါ့ဘာလို့လဲဆိုတော့ညီမတို့အထက်မြန်မာပြည်နဲ့ဆိုင်ရပေါ့နော်အောက်မြန်မာပြည်မှာပို့ပြီးတော့ဒီလိုတက္ကသိုလ်မျိုးဖွင့်တင်တယ်လို့လည်းထင်ပါတယ်ပေါ့ခုလိုမျိုးဖွင့်ပေးတဲ့အတွက်လည်းဌာနဆိုင်ရာတည်တည်ပုဂ္ဂိုလ်တွေ
ဒါပေမဲ့နိုင်ငံတော်အကြီးအကဲတွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့။သမီးတို့လူငယ်တွေအတွက်လည်းခွင့်လန်းနေအများကြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ဒီသတင်းကိုပသိမ်သတင်းဌာနခွဲကပြပို့ထားပါတယ်ရှင်။